ငါပြောဦးလေးပူထည့်ပြီးပါနော်ငါပြောဦးလေးပူထည့်ပြီးပါနော်အဲ့လိုကြီးပြောမှတာဒီမှာတစ်ဖက်နှစ်ဖက်လောက်ပူထည့်ရမွေးငါဆက်စားပြတာလေးကိုရိုက်ထားတာလေးပေါ့နော်ဒါလေးကငါပြုတ်တာတော့ရိုက်ထားလိုက်ရဘူးဒါလေးကငါစစ်တက်ပြီးမှရိုက်ထားလိုက်ရတယ်ပေါ့နော်ချက်တော်ကြီးချင်းစပလင်းတို့နဲ့ပေါ့နော်ချက်တော်ပြောနေစစ်တက်ထားတာအိမ်မှာငါပြောဦးဆိုလို့ရှိရင်ရမ်းစိုက်တာငါပြောဦးဆိုများများပါမှာအပြင်မှာမွေးငါစားလို့ရှိရင်ငါပြောဦးတစ်ဖက်နှစ်ဖက်လောက်နဲ့အစင်မပြေလို့ဝင်စားပြုတ်ပေါ့နော်အိမ်မှာချက်စားရင်တော့ငါပြောဦးအပင်လိုက်တောင်ထည့်ချင်တာချက်တော်နေလေးတွေလို့ပေါ့နော်ကျုပ်လေးတွေကိုလည်းဒါအစင်တက်လောက်ထားပါပေါ့နော်ပြီးလို့ရှိရင်ငါပြုတ်ထားတဲ့အရေလေးတွေရေလေးနဲ့ရှင်တွေလေးနဲ့ကိုရောထားတဲ့ဟာလေးထည့်ထားတယ်ပြီးတော့ဒါဆိုလို့ရှိရင်ပေါ့နော်ဆန်အစက်မုတ်အဲ့ဒါလေးထည့်တယ်ဆန်လုံးမုတ်ပေါ့နော်အဲ့ဒါလေးထည့်တယ်ပြီးပဲလေးထည့်မယ်ပေါ့နော်ပဲကကျတော့ကလပ်ပဲကိုထောင်းထားတာလေးထည့်လိုက်တယ်ထည့်ပြီးတော့မှုရပေါ့နော်သူတို့ရအနံ့လေးပေါ့နော်အနံ့လေးမှုလာတဲ့အထိမှုပြီးရပေါ့နော်အဲ့လိုမှုပြီးတော့အနံ့လေးမှုလာတော့မှပေါ့နော်တခြားလိုအပ်တဲ့ဟာလေးထည့်တာပို့ပြီးကောင်းနေပေါ့နော်ပြီးလို့ရှိရင်တော့ငါပြောပေါ့နော်ရင်းနှီးလေးစုလာတော့မှငါပြောဦးလေးကိုထည့်ပေါ့နော်ငါပြောဦးကိုလည်းလေးရင်ဆုံးလှီးပြီးတော့စနွင်းလေးစိတ်နာပေါ့နော်ပြီးရင်ငါပြောဦးလေးကိုထည့်ကိုယ်မှချက်စားရရင်ငါပြောဦးကအကြိုက်ဆိုတော့လေရေရတော့ဆိုငါပြောဦးထည့်လိုက်တာနောက်တော့လောက်တစတိုးပါတယ်အဲ့လိုငါပြောဦးလေးတွေကိုပေါ့နော်ရှင်လေးလေးဆူလာအဲ့လိုဆူလာတော့မှထည့်ပေါ့နော်မဆူခင်ထည့်ငါပြောဦးလာနည်းနည်းလေးအဲ့လိုမဲသွားတာတော့ပါဘူးအဲ့လိုမျိုးလေးလည်းဖြစ်တယ်လို့ပေါ့နော်မင်းငါပြောထည့်နေတာနဲ့လမ်းကြောင်းနဲ့ရှင်ငါပြောဦးတွေကလည်းအိုးလိုက်ကြည့်အမသာကြည့်တော့နည်းနည်းတော့မဟုတ်မွေးငါလာငါပြောဦးခင်လာမသေးကွဲဒါပေမဲ့ကြိုက်တယ်ရှင်ငါပြောဦးမိုးဟင်းငါဆိုတာငါပြောဦးချစ်တော်နေလို့ပါမအရန်ကိုစားကောင်းတာပါရှင်ပြီးရင်တော့ချစ်တော်နေလေးထည့်ရမယ်ချစ်တော်နေရနေနေသွားရရှင်ဘာလို့လဲဆိုတော့စီတက်လိုက်ရတာရောဆိုတော့လေအိမ်မှာလည်းချစ်တော်ကနည်းနည်းနေလို့ပေါ့နော်ရှော့လိုက်တယ်ဒါကတော့ခုနကစီတက်ထားပြီးတဲ့ဟာကိုငါစီတက်ထားတဲ့ဟာကိုထည့်မှာပေါ့နော်အောက်ကမီးရှန်နည်းနည်းလေးနဲတယ်လို့ခံစားရတယ်ပေါ့နော်ဘူမန်တန်ဂတ်စ်နဲ့ပဲချက်နေရဆိုတော့လေဂတ်စ်နဲ့ချက်ရင်လည်းဒီအိုးကြီးနဲ့ဆိုတော့ဆင်းရမပြေတော့မီးသွေးနဲ့ပဲချက်တယ်ပေါ့နော်မီးသွေးနဲ့ချက်တော့နည်းနည်းလေးကိုလိုချင်တဲ့အရှိန်လောက်ကိုတော့တိတ်မရတော့နည်းနည်းလေးပေါ့နော်ကြားတယ်ပေါ့ပြီးလို့ရှိရင်ဒါလေးတွေကတော့ပဲသီးတို့ပဲပင်ပေါက်တို့ပေါ့နော်ထည့်စားဖို့အတွက်နည်းနည်းမင်းလည်းပါသေးတယ်ပေါ့နော်ဒါဆိုရင်မုတ်ဖတ်တို့ညက်ခောက်ဆွဲတို့ပေါ့နော်မုတ်ဖတ်နဲ့ညက်ခောက်ဆွဲဆိုရင်မုတ်ဖတ်ကတပိတ်တာခွဲညက်ခောက်ဆွဲ50တာပေါ့နော်ပြီးရင်တော့ကျုပ်လေးတွေကိုအိုးတွေကိုထည့်မယ်ဒါပြုတ်ပြီးသားကိုစိတ်ထားတာလေးပေါ့ရှင်စာပလာလေးတွေကလည်းစုံလင်းနေမှာစားကောင်းတာဆိုတော့လေဟိုထည့်ထီထည့်ပေါ့ကဲငါပြောဦးပါလေနူတော့မယ်ရှားကန်နေပြီပေါ့နော်မွေရတော့ရန်ကြိုက်သလားမမင်းနဲ့အားရှိမွေနေတာပဲပြီးရင်တော့ကျုပ်လေးကိုခလောက်မယ်ခလောက်ပြီးရင်အိုးရဲလေးကိုထည့်မယ်ရှင်သူကတော့စူနေတဲ့ချိန်ထည့်ရင်တော့ကောင်းနေပေါ့နော်ကဲကျုပ်လေးကိုထည့်ပေါ့နော်ပုပ္ပဆုံနေတဲ့ချိန်ဆိုတော့ပူကောင်းပါတယ်ထည့်ပြီးမွေးမယ်အမွေတစ်ပေါက်ရှက်တောက်ပဲပေါ့ရှင်အနံ့လေးတွေကလည်းပို့ပြီးတော့မွေးပြီးတော့ပို့ပြီးဆွဲဆောင်မှုရှိလာပြီပြောကလေးတွေကလည်းနူး
နေပြီပေါ့နော်လုံးဝဒီနေသားဆိုအိုးရလည်းပုတ်ပတ်ဆူငါပြောလေးရလည်းနိုးလုံးဝအောင်ရှယ်ပဲရှင်ပြီးတော့လေမွေးငါ့ကိုလေအဲ့လိုစီရောင်ရမ်းရေးရေးတက်တောက်ကြီးကိုမကြိုက်ဘူးပေါ့နော်ဟိုစီလေးနည်းနည်းနဲ့အဲ့လိုမျိုးဟိုအရောင်လေးကနည်းနည်းလေးဝါလေးပေါ့နော်အဲ့လိုမျိုးလေးကိုပို့ပြီးတော့သဘောကျရရှင်ကဲဒါလေးကတော့ရှာသွားပြီပေါ့နော်ရှာသွားပြီဆိုတော့ငါပြောလေးရလည်းတော်တော်လေးနူးနေချက်တုံလေးရလည်းနူးနေပေါ့နော်အဲ့တော့ပွဲလေးပြင်ပြီးတော့စားမယ်ပေါ့ရှင်ဒါဆိုလို့ရှင်လေမာလာရှောင်းကိုထည့်စားတဲ့ပကံလေးအကြီးစိုက်ပေါ့နော်အကြီးစိုက်ပွဲကြီးစိုက်နဲ့ပြင်စားတာပေါ့နော်တခါစားလို့ရှင်လည်းနည်းနည်းတော့မဟုတ်ရှင်ဒါဆိုလို့ရှင်ထိလိုက်တဲ့ပဲတီလေးထည့်မယ်နနမင်းထည့်မယ်ပဲပမောင်ထည့်မယ်ပေါ့နော်ပထမဦးဆုံးလေးစအိမ်မုံကချက်ပြီးချင်းငရုတ်တိမုတ်ထည့်စားတာတို့တက်မြာတိထည့်စားတာတို့တက်မြာတိကတော့ပုံမှန်တိုင်းဆိုဘရောမထည့်မစားဘူးပေါ့နော်မုံကအရသာပြတ်မှာဆိုလို့အဲ့လိုမျိုးငရုတ်တိမုတ်တွေပါထည့်မစားဘူးဒါကတော့ခုနငါးစီတက်တော့နည်းနည်းလေးဖယ်ထားတာပေါ့နော်ကဲအမဟင်းရလည်းတော်ကြနေပြီငါပြောဦးလေးအများကြီးထည့်စားတာပေါ့နော်ရှယ်ပဲအမလေးစိုက်မှာဆိုငါပြောဦးဆိုတာတစ်ဖက်နှစ်ဖက်ရဖို့ရေးကိုငါပြောဦးလေးပို့ထည့်ပြီးပါနော်ငါပြောဦးလေးပို့ထည့်ပြီးပါနော်အဲ့လိုကြီးပြောမှတာတင်မလားတစ်ဖက်နှစ်ဖက်လောက်ပို့ထည့်ပြီးတာပေါ့နော်အခုကတော့အမလေးစိုက်ငါပြောဦးလေးပဲစိတ်စားရင်တော့မှဘိုက်ဝဟင်းရလည်းလေးအဲ့လိုပေါ့မပြစ်မကျဲလေးနဲ့ချိုလေးဆိုတော့လေအမလေးစားကောင်းနေရောပဲရှင်ဒါလေးကညက်ခောက်ဆွဲပွဲလေးပေါ့နော်ညက်ခောက်ဆွဲပွဲလေးပြင်စားမှာပါညက်ခောက်ဆွဲလေးထည့်ဦးလေးထည့်ပြီးတော့ငါပြောဦးနဲ့များလေးနဲ့ဟင်းရလေးထည့်ပြီးတော့စားမယ်ပေါ့ရှင်ဒါတော့ VIP စမပါရှင်ခဲပြီးတဲ့ခါမှာတော့ပဲတီတို့ပဲမောက်တို့နနံပင်လေးတို့ထည့်ပြီးတော့စားပါမယ်ရှင်ပထမဦးဆုံးပေါ့နော်စားတဲ့ခောက်ဆိုလို့ရှိရင်တော့ငရုတ်သီးမုတ်တို့ပါတော့ထည့်စားကြိုက်ဘူးပေါ့နော်ဒီတိုင်းလေးမုံနိုင်အရသာလေးကိုပဲစားရတာကြိုက်တယ်ပေါ့ရှင်ခောက်ဆိုပကံကျမရဲ့ပကံကတော့နေလို့ပြလို့မရလို့ဖြည်းချင်းနေရတယ်ပေါ့နော်ပကံရဲ့တစ်ချက်လုံးမှာလုံးဝပြည့်ရှံနေတော့ပေါ့နော်စိတ်ကတော့ရှည်ရပါတယ်အကုန်လုံးကလေဘယ်တော့ကြိုက်ကြလဲဆိုလို့ရှင်တနေ့ကုန်ကိုစားရရှင်တနေ့ကုန်လုံးဒါဆိုလဲနေ့လေတစ်ခေါက်စားတဲ့ဟာပေါ့နော်နေ့လေတစ်ခေါက်ဆိုလဲအဲ့လိုမျိုးမနက်ကဆိုနေရတာအစင်မျိုးအခုဆိုဘိုင်းနဲ့ပေါ့နော်ဘိုင်းနဲ့ဒါ2ယောက်စားမှာပေါ့နော်2ယောက်စား50တာလောက်မိဘလောက်ကတော့ရှိရရှင်ဘိုင်းနဲ့စားနေရင်လည်းပထမတော့အရှိနည်းနည်းလေးထည့်မိလို့ပေါ့နော်ပထမတော့ရတယ်ရေနည်းနည်းလေးနဲ့ပဲစားမှပြီးတော့ရေနည်းလို့ဆိုအဲ့လိုမျိုးတော့ထည့်ပါလားဆိုတော့တယောက်ကလည်းမထားချင်ဘူးရှင်အဲ့တော့နည်းနည်းလေးပွတ်တိုက်မှုလေးစားနေရင်ဖြစ်ပွားရလေးတော့ရှိရပေါ့နော်ဒါမှလည်းကောင်းပါရဲ့ရှင်